င်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့မွေးမြူရေးခြံတစ်ခုက albino မျိုးစိတ်ဝင်ကြွဲတကောင်ဟာသူ့ရဲ့ခေါင်းပေါ်ကရွှေရောင်စပင်ပုံစံနဲ့အရေးပြားအယောင်ကြောင့် American သမ္မတဒေါ်နယ်ထရန့်နဲ့ခက်ဆင်ဆင်တူနေလို့ဆိုပြီးလူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာအင်မတန်ရေးပန်းစားနေပါတယ်။ဒီကျွဲကိုမွေးမြူထားတဲ့နေရာကတော့ဒါကာမျိုးရဲ့အရှေ့တောင်ဘက်နော်ရယန်ကန်ဒေသကရာဗီယာအဂရိုမွေးမြူရေးခြံပဲဖြစ်ပါတယ်။ကိုလေးချိန်900ကီလိုဂရမ်ရှိတဲ့ဒီကျွဲဟာအရေးပြားအယောင်ပန်းရောင်ဖြောဖြောတန်းနေပြီးခေါင်းပေါ်မှာရှိတဲ့ရွှေရောင်စပင်ပုံစံကသမ္မတထရန့်ရဲ့စပင်ပုံစံနဲ့အင်မတန်ဆင်တူနေတာဖြစ်ပါတယ်။ချမ်ပိုင်ရှင်ဇီယာမရီတာရဲ့ပြောဆိုချက်အရဒီကျွဲကိုလွန်ခဲ့တဲ့10လလောက်ကရုရှားဟီနယ်ကနွားစိတ်တစ်ခုမှဝယ်ယူခဲ့တာဖြစ်ပြီးသူ့ရဲ့ညီငယ်ဖြစ်သူကကျွဲရဲ့ခေါင်းပေါ်ကစပင်ပုံစံကိုကြည့်ပြီးဒေါ်နယ်ထရန့်လိုနောက်ပြောင်ကနာမည်ပေးခဲ့တာကနေစတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဗီဒီယိုတွေအွန်လိုင်းမှာပြန့်နှံ့သွားပြီးနောက်မှာတော့ဒေသခံတွေဟာဒီကျွဲကိုကိုယ်တိုင်လာရောက်ကြည့်ရှုဖို့နဲ့ဓာတ်ပုံရိုက်ဖို့အတွက် channel အထိတကူတကလာရောက်လဲပတ်နေကြတာဖြစ်တယ်လို့သိရပါတယ်။လာရောက်ကြည့်ရှုသူတွေကတော့အစပိုင်းမှာတော့ trend နဲ့တူတယ်ဆိုတာကိုမယုံကြည်ခဲ့ပေမဲ့ကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတဲ့အခါမှာတော့သူ့ရဲ့မျက်နှာနဲ့သပင်ပုံစံဟာ trend နဲ့တကယ်တူကြောင်းဝန်ခံသွားကြတယ်လို့သိရှိရပါတယ်။ချန်ဆောင်ဖြစ်သူကော်စာရဲ့ပြောကြားချက်အရဒီကျွဲကိုတစ်နေ့ကိုရေလေးချိန်ချိုးပေးရသလိုအစာအာဟာရအနေနဲ့လည်းပြောင်းမှုစီကျိတ်ဖက်ဖွဲနှုစပကွန်နဲ့မျက်နှာတွေကိုဂရုတစိုက်ကျွေးမွေးပြုစုထားတယ်လို့သိရပါတယ်။ဒီကျွဲကိုတော့လာမယ့်မေလ28ရက်နေ့မှာကြာရောက်မဲ့ Eid al-Adha ပွဲတော်အတွက်1ကီလိုဂရမ်ကို950ကာတာ American ဒေါ်လာ4.5ဒေါ်လာနှုန်းနဲ့ရောင်းချပြီးစီးသွားပြီးဖြစ်တယ်လို့လာမယ့်သတင်းပတ်ထဲမှာပဲပိုင်ရှင်အသစ်စီကိုပို့ဆောင်ပေးတော့မှာဖြစ်တယ်လို့သိရပါတယ်။ Ravia Agro မွေးမြူရေးခြံကဒီနေ့ Eid ပွဲတော်အတွက်ကျွဲနွားကောင်ရဲ့200ခန့်ကိုပြင်ဆင်ထားပြီးအလုံးနီးပါးကိုလည်းကြိုတင်ရောင်းချပြီးစီးသွားပြီးဖြစ်တယ်လို့သိရှိရပါတယ်ရှင်။